မြောင်းမြမျိုးဆိုတာအရာတိုင်းဒေသကြီးရဲ့ခရိုင်မြို့တစ်မြို့ဖြစ်ပြီးတော့လူဦးရေ3သိန်းနီးပါးရှိတဲ့မြို့တစ်မြို့ပါပင်လယ်မြင့်နဲ့ပြင်အမြင့်7.8ပေအထက်မှာတည်ရှိပြီးတော့အေးရစပီယာမိုင်ပေါင်း603.23ကျယ်ဝန်းတဲ့မြို့ဒီမြို့ကလေးကိုခီးသွားရအောင်ကျွန်တော်နာမည်ကလင်းခံပါရန်ကုန်သားလို့ခေါ်ကြပါတယ်ကျွန်တော်ရဲ့တကူတော်မြောင်းမြ Travel Series Episode 1ကနေကြိုဆိုလိုက်ပါတယ်လက်ပုတ်တာမြို့ကနေမြောင်းမြမြို့ကိုခီးထက်ဆက်ပါမယ်မိပြတဲ့မိုတယ်ကနေမြို့ရင်းအေးရရွှေစင်ကားဂိတ်အထိ15မိနစ်လောက်လမ်းလျှောက်လိုက်ရပါတယ်အခုကားဂိတ်ကနေ3မိုင်ကောင်းအထိကတော့ဖယ်ရီနဲ့ဆက်သွားရအောင်ပါကားလက်မှတ်ကလက်ပုတ်တာမြောင်းမြကိုခုနမနဲ့ဝယ်ရင်1000ကျပ်ဖြစ်ပြီးတော့ခုနမနဲ့မဝယ်ရင်တော့9000ကျပ်ပါဆိုလိုတာကခုနမနဲ့မဝယ်ထားလို့ကံမကောင်းရင်မတက်ရက်စီးရတာဖြစ်သွားနိုင်ပါတယ်သူကလွတ်တဲ့နေရာထိုင်ရတာကိုကားပေါ်ကခီးသွားအများစုကရန်ကုန်အထိစီးကြတာများပါတယ်အတွေ့အကြုံရအောင်ရန်ကုန်သားကတော့ခုနမနဲ့မဝယ်ပါဘူးလက်ပုတ်တာကားဝင်ပါကိုဒီကားနဲ့မြောင်းမြကိုကျွန်တော်ပြန်ပါမယ်ကိုမြောင်းမြဘက်ကိုကားဆက်စီးပါမယ်ခုံနမနဲ့ဝယ်ရဆိုရင်နဲ့ဟော1000နဲ့ဒါပေမဲ့မြောင်းမြနဲ့လက်ပုတ်တာနီးတော့လေကျွန်တော်9000ကပဲဝယ်လိုက်တယ်ခုံနမမျိုးကိုပြောလိုက်တယ်ဘယ်လိုချင်းနေရှင်းလဲဆိုတော့ဒီပါအောင်ဆက်ပြီးရှင်းပါအဲ့ဒါကြည့်တယ်ဟောအေးအစလေးလေလွတ်တာလားမသိဘူးနော်ဒီကောင်လွတ်တာလားသိတယ်7နိုင်ဝန်းကျင်မှာတော့ကားစာထွက်ခဲ့ပါပြီလက်ပုတ်တာမြို့အထွက်မှာတခါပင်လယ်လေးတရားမှာတခါစစ်စေးဂိတ်တွေကိုဖြတ်တန်းခဲ့ရပါတယ်လက်ပုတ်တာနဲ့မြောင်းမြအကွာဝေးကပြန်မြအဖြစ်တနင်္လာဝင်းကျင်လောက်ပဲကားမောင်းရပါတယ်။နေ့လယ်12နာရီကျော်မှာတော့မြောင်းမြမြို့ကိုရောက်ပါပြီ။ကားဆင်းလောမပြီလို့ဆင်းရမယ့်နေရာတော်တည်းပြောလို့မြောင်းမြဒီမှာဆင်းလိုက်ရပါတယ်။ကားလိုင်းကအဆင်မပြေချက်ကတော့မြောင်းမြမှာဆင်းမယ်ဆိုတော့ information ပေးထားတာတော့မြောင်းမြမြို့ရောက်တော့ဆင်းရမယ့်နေရာအတိမပေးဘဲနဲ့ဆက်မောင်းနေလို့မြောင်းမြမှာစေးမယ်ဆိုတာကျွန်တော်အော်ပြောတော့မှဆင်းခဲ့ရပါတယ်။ကားရင်အကူကဝန်ဆောင်မှုတော်တော်လိုပါတယ်။မြောင်းမြအဝေးပြေးကားဝန်းကနေကျွန်တော်တဲမယ်ယတိထူးဟိုတယ်ဒီကိုအိုးဝီငါက9000ကျပ်ပေးခဲ့ရပါတယ်။တိတ်တော့ဝေးလာပါဘူး။မြောင်းမြမြို့ရဲ့အချက်ချာဥပချူလမ်းမရဲ့အတိုင်း7မိနစ်ဝန်းကျင်လောက်မောင်းရုံနဲ့ရောက်ပါတယ်။ဒါဥပချူလမ်းလားကိုဟုတ်တဲရတီတူဟိုတယ်ပါရတီတူဟိုတယ်မှာတဲဖို့နှစ်ပတ်ဝန်းကျင်အလိုကလေးကဘုကင်တင်ထားတာဖြစ်ပါတယ်တရက်9500ကျပ်ကျတဲ့ပါတယ်ဟိုတယ်အခြေအနေကတော့လက်ပုတ်တာမှာတဲခဲ့တဲ့မိုတယ်နဲ့ရှင်တော့လိုအပ်ချက်တွေများပါတယ်202ကဲခုမြောင်းရောက်ပါတယ်မြောင်းမြရတီတူဟိုတယ်ရောက်တယ်ညမင်းထားသလောက်အဆင်မပြေဘူးကြိုပြီးတော့စုံစမ်းတော့ကြတော့အခန်းကတဲ့
ဟိုပေါ့နော်9000ခွဲမှာဟိုဘက်ကိုဒီ view နည်းနည်းလှတဲ့ဘက်ကိုရမယ်လို့ပြောတယ်ဒါပေမဲ့တကယ်လေးလာလဲလာအောင်အဲ့ဒီဘက်ကတဲ့3ယောက်ခန့်4ယောက်ခန့်နေဆိုတော့အဆင်မပြေဘူးမရဘူးပေါ့နော်ဒါတော့ဒီဘက်ခန့်ရတယ်ဒီဘက်ခန့်ကျတော့လဲဟိုလက်ပုတ်တာက model လေးနဲ့လေလက်ပုတ်တာက model နော်ဒီမှာဟိုတယ်ဒါပေမဲ့လက်ပုတ်တာ model မမီဘူး facility ဘိုင်းဆိုင်ရလဲအားနေတယ်YouTube တွေပါရင်လည်းမရဘူးစမပြေဘူးလက်ပုတ်တာကဒီမိပြတဲ့ model လေးကတော်တော်လေးကိုကောင်းတယ်စမပြေဘူးဒီတူစပွဲရှိခဲ့တဲ့တာဒီပြစမပြေအေးရကျေတော့ကျေတယ်ဒါပေမဲ့မကောင်းဒါဒီဘက်မြင်ရမြင်ခွင့်ပြီးတော့ချိုးကန်အိမ်နာခုမြောင်းမြောင်းရောက်ပြီမြောင်းများကရည်တူဟိုတယ်ကိုရောက်ပြီပေါ့နော်ညော်လင့်ထားတဲ့လောက်တော့ကောင်းပထမတော့ထင်တာကလက်ပုတ်တာမှာရှိတဲ့မိပြတိုင်းမိုဒယ်ကိုတိတ်မမျော်လင့်တာဘူးဒါပေမဲ့တော်လေးအဆင်ပြေခဲ့တယ်မြောင်းများကခုရည်တူကကျတော့ညော်လင့်ထားတာဒါပေမဲ့အဆင်မပြေဘူးခုဆိုရင်နောက်မှာရှိရဲ့လေဟိုညရင်မီးရအစားဖုန်းလည်းမရဘူး TV ကစမပြေဘူး facility ဘိုင်းဆိုင်ရလဲလက်ပတာကမိရနိုင်နေရှိတခြားစီကောင်းပေါ့နော်ဈေးရတယ်တော့ပုံကြီးတယ်အားတောင်းဝယ်ပေးရတယ်ဒီတစ်ခါကိုစင်တော့မပြေဘူးပေါ့နော်ထိုင်ပါဒီနေ့မွေးနေ့ဆိုတော့တိတ်ပြီးတော့စိတ်နှောက်ယှက်ဖြစ်တာပြောချင်ဘူးခုနောက်ကားကလည်းစင်မပြေဘူးဟိုတယ်လည်းစမပြေဘူးဆိုတော့အခုကတနိုင်လောက်ပဲရှိသေးတယ်ဘိုက်တော့စားပြီမဲ့ဒီအချိန်တော့ပြင်ထွက်ချင်တယ်ပြင်ထွက်ချင်ပြီးတော့2နိုင်3နိုင်2နိုင်ခွဲ3နိုင်လောက်ကြာမှဒီရှိနာမှာကဖေးဆိုင်တွေတခုရှိတယ်ကဖေးဆိုင်တွေတခုရှိတော့အဲ့ကိုတစ်ချက်လေးသွားဆက်စုမယ်ပြီးရင်တော့ညနေပိုင်းညောင်မြနဲ့ပတ်သက်တဲ့နေရာလေးပေါ့နော်လမ်းလျှောက်ပြီးတော့ညောင်မြGoogle Map ထောက်ပြီးပေါ့နော်ဒီနာနေဆိုင်ရလေးပေါ့အားလေးတော့ပါမယ်ကျွန်တော်တို့လိုက်ခဲ့ပြီပါအခုတော့ခဏလေးနားလိုက်ပါအောင်မယ်ပြီးတော့မှပြန်လေးပါမယ်ဟယ်လိုကိုရေမိုးချိုးပြီးပါပြီအိမ်လည်းမအိတ်ချင်ဘူးထုံးစံအတိုင်းပဲပေါ့နော်ခီးသွားရင်မင်းညလည်းတိတ်အိတ်မပြောဒါပေမဲ့အခုလည်းနေကင်းအချိန်ရှိခိုင်နေပြင်သွားချင်တာရယ်ပြီးတော့ဒီနေ့ကမွေးနေ့ဆိုတော့ကဖေးဆိုင်နေဒီနေ့တော့ထိုင်ချင်နေတော့မြောင်းမြမှာဒီနာအနီးတော့ကဖေးဆိုင်နေနှစ်ဆိုင်လောက်တော့ရှိတယ်ဘေးဆိုင်ကြီးတော့အဆင်ပြေမလဲတော့မသိဘူးအခုတော့မီးပြတ်နေတယ်ဆိုတော့လေထိုင်လို့အဆင်ပြေနိုင်တဲ့ဆိုင်တွေဒီဇိုင်းသွားပါမယ်ခု2နိုင်ခွဲကျော်ပါပြီဒီတော့ကျွန်တော်ကဖေးဆိုင်တွေလို့ဆိုင်တော့သွားပြီးထိုင်ပါမယ်ဒီနေ့ကိုတော့ outfit အစ်စ်လေးပြောင်းပြီးပါပြီမွေးနေ့ရှင်ဆိုတော့လည်းတသက်ရက်လေးလည်းနေရောမယ်ပြီးတော့လည်း blog မှာတပ်ပုံလေးပါတယ်ဒီမတင်ရသေးဘူးဆိုတော့လေတင်ချင်လေးရသွားပါမယ်ကျွန်တော်လည်းအတူလိုက်ခဲ့ပြပါဦးညောင်မြခီးစဉ်စကလေးကကားစီးရတာရောဟိုတယ်ရောအဆင်မပြေခဲ့ပြီမဲ့အခု Smile 2ဆိုရဲပေါ့နော်ကဖေးဆိုင်လေးရောက်မှအဆင်ပြေပါတော့တယ်ဆိုင်လေးကလှလဲလှလူလဲရှင်အစားတောက်လေးတွေကလည်းအရသာကောင်းပြီးတော့ဈေးနှုန်းကလည်းသင့်ဝန်ထမ်းတွေကလည်းဖော်ယူတာကြောင့်ဒီလိုဆိုင်မျိုးလေးရန်ကုန်မှာလာရှိရင်နေတိုင်းလိုထိုင်ပြစ်မှာပဲဆိုပြီးတော့အမှတ်ပြပေးမိပါတယ်ဆိုင်လေးလာလိုက်တာအဆင်ပြေသွားပါတယ်တုံးလေးလည်းဒီချာရိုက်ချင်တာဒါပေမဲ့ပျော်လေးလာတာဆိုတော့တုံးမလေးအဆင်မပြေမှာဆိုတာဒါပေမဲ့ကိုဆိုင်လေးမှာလူလဲရှင်းနေအစားတောက်လေးရလည်းမစိုးဘူးပေါ့နော်
ဈေးလုံးတော့မသိသေးဘူးစားတော့ရမယ်ဆိုဝန်ထမ်းတွေလည်းအဆင်ပြေရဲဆိုတော့ဒီမှာပဲတပုံလေးပါလေရိုက်ပြီးတော့ညဘက်မွန်းတီတပုံမတင်ရသေးဘူးဆိုတော့ဒီမှာပဲလိုမျိုးပဲတယောက်တည်းတပုံရိုက်နေလိုက်ပါဆိုတော့သူရခမင်းတော့စားနေတာအမှားမရတော့ခု3နိုင်နဲ့9နိုင်20နဲ့ဆိုတော့4နိုင်လောက်မှဖျားဘက်တူပါသွားပါမယ်တတရရလေးပေါ့နော်ကိုကတော့တတရရလေးတုံးလေးရိုက်တာပါဘုံမောချွေးတန်းနေတယ်ဆိုတော့အဆင်ပြေမှာမဟုတ်နောက်တစ်ပိုင်းမှာကတော့မြောင်းမြမျိုးရဲ့မြို့မြင်ကွင်းတွေနဲ့အထင်ကြီးဖျားတချို့ကိုတွားရောက်ဖူးမြော်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ရန်ကုန်သားရဲ့တကူတော့မြောင်းမြခီးစဉ်ဖြစ်ပါတယ်။